တနာတော့ရန်ကုန်မြောက်ဥက္ကလာပတိရက်ကွက်သူမိတ်တာ16လမ်းတိုက်9ကူလီဖြစ်ပါတယ်တင်နန်းကာလာတော့3ရက်ဖြစ်ပါတယ်မနေ့8နာရီကနေပြီးညနေ9နာရီထိတနေ့တင်ချိန်9နာရီ9:3လီ21နာရီကိုဖြစ်ပါတယ်နော်တင်နန်းမှာကျွန်တော်တို့တစ်စဲကိုအခြေခံဘာမှမရှိတဲ့သူတွေစပြီးတော့တင်ယူလို့ရတယ်အခြေခံပေါင်ကျစ်ပုံကူစေးဆက်စေးရိုက်ကနေပြီးတော့စနစ်တကျတေချာတင်ပေးထားတယ်အင်ဂျီထေဒီပေါ်မှာတကာလာနှစ်ကာလာကာလာထက်တာပုံယူရိုက်တာတွေစနစ်တကျတင်ယူရမှာဖြစ်ပါတယ်ဘုံညစ်တောင်တွေယောဂီတပတ်တွေrecycle ဘတ်တွေဘောလုံးနှစ်ပတ်တွေနော်တေချာစနစ်တကျတင်ပေးထားတယ်ခွဲတောင်တွေ plastic 8 peanut 8စက်ကူကြက်ပါကြီးမိုးကလဲတာ BB ပုတ်commercial line မှာဆိုလို့ရှိရင်တော့ဆရာတို့တင်တန်းကြောင်းကတင်ယူအရန်ဆုံးပါတယ်နော်လက်ရိုက်တွေပြင်စပီတွေပါပါတယ်စပီမီရှင်တွေ GDF တွေထိပါတင်ပေးထားပါတယ်နော်အခြေခံနေစပြီးတော့လုပ်ငန်းလုပ်လို့ရတဲ့အထိစနစ်တကျတေချာတင်ပေးတဲ့တင်တန်းကြောင်းဖြစ်ပါတယ်လက်ရှိမှာဆိုလို့ရှိရင်အောင်မြင်တဲ့လုပ်ငန်းရှင်ပေါင်းတင်တန်းသားပေါင်း3000ကျော်အောင်မြင်စွာမွေးထုတ်ထားပြီးဖြစ်ပါတယ်နော်ဆရာတို့တင်တန်းကြောင်းကအပြင်တင်တန်းမှာတော့ပြည်တာအမြန်နဲ့တင်တန်း channel ဆိုလို့ရှိရင်တင်တန်းကြောင်းရဲ့ဖုန်းနံပါတ်3999822646556 Viber မှာအမီဖုန်းနံပါတ်လိပ်စာပေးပြီးတော့တင်တန်းလို့ရပါတယ်တကယ်လို့ကျွန်တော်တို့ကရန်ကုန်ကိုလူကိုယ်တိုင်လာရောက်မတင်နိုင်ဘူးဆိုလို့ရှိရင်အပြင်တင်တန်း3ရက် course အတိုင်းပဲ online တင်တန်းပြင်ပေးထားပါတယ် online တင်တန်း course ကတော့အတန်းဆုံးစီးနှုန်းနဲ့ပေးထားတယ်3,500ကျပ်ပဲပေးသွင်းရတာဖြစ်ပါတယ်ကျွန်တော်ကတော့ဘာတိဒဇိရိုက်တင်တန်းကြောင်းရဲ့ founder and trainer ဆရာကိုလေးဝင်းဖြစ်ပါတယ်တင်တန်းမှာပြန်လည်ဆုံတွေ့ပါမယ်ကျေးဇူးတင်ပါတယ်